Nana Ria Pagano, Bono, Gini Vare. Pagaro, Tawang Patola Lambono, Giano Gini Varishin. Mu Yansan Lily. Pagaro, Lina Mono, Caliria, Yampioni Javare. One year to a labor, no, ye Jim, a labor, no. Ngập vô đó chú ra lên cái bà đấy gì dán ta lại bọn nó gì ta tại dán nhà này bọn nó nhưng mà ta cái đó cho mai ta tụi lì xí bà mẹ bố lì xí bà mẹ bố đá rồi mà tụi lì xí bà mẹ mà chúng ta cái gì đi về đó bà đấy tụi lì xí trên này xong mà tụi lại bà đấy Lì vào nô vào mày vợ mà mà chi chả mà đó nè xí trên lô vào làm mày ta mua cái chi nhở chi chả mà ရှိပေါ့နော်များမများတတ်မတတ်ဆိုအဲ့ဒါကြည့်တော့ပေါ့နော်မြောက်တီအောင်မပေါ့နော်တထားပေါ်တက်လာတယ်ပေါ့နော်ဒီနေ့ကကြတော့ပေါ့နော်ရေတက်တာနည်းနည်းလေးလဲမြန်နေပေါ့နော်အဲ့ဆိုတော့မြောက်ကလေးတွေကတထားပေါ်တက်လာတာဖြစ်မယ်သူတို့အရင်ကတော့အဲ့ရဲ့အောက်ကပေါ့နော်အဲ့တစ်ပင်တွေမှာနေတာပဲဖြစ်မယ်ပေါ့နော်ကြောက်တွေးတောင်ဘက်မှာနေရလဲဖြစ်နိုင်တယ်ပေါ့နော်ကြောက်တွေးတောင်ဘက်ကကြောက်လဲမြောက်တွေပေါ်တယ်လေအဲ့ဒီဘက်ကနေရေရမ်းကြီးလို့ဒီဘက်ကိုပေါ့နော်ရှောင်းလာလဲဖြစ်နိုင်တယ်ပေါ့နော်မြောက်ကလေးတွေကလည်းဒီနေ့ကတော့ရေကတော့မတရားများပါတယ်ရေမကြီးတာနည်းနည်းတော့ကြာသွားပြီပေါ့နော်ဒီနေ့ကတော့ဝါလဲထက်တယ်မိုးကလည်းရမ်းကောင်းတယ်ဆိုတော့ဒီနေ့ကတော့ရေများပါတယ်မကြည့်နနာတို့ရဲ့အမှာပေါ့နော်ကျိုးသရားတောင်မှပေါ့နော်ဖင်ကတ်နေပေါ့နော်ကျိုးသရားတောင်မှဖင်ရေရလေဖင်ကတ်နေလို့ပြောရအမှာကြည့်လိုက်တော့နော်ရေများများဆိုအဲ့ဒါကြည့်လိုက်တော့ပေါ့နော်ဟိုပေါ့နော်ဒါပေမဲ့အဲ့ကျိုးသရားဘက်ကတော့အခုပိတ်ထားဆိုတော့ဖြတ်လို့တော့မရဘူးပေါ့နော်အဲ့တခုကန်ကောင်းတယ်လို့ပြောရမယ်နောက်မို့ရှင်သိရမလားကလေးတွေဖြစ်ဖြစ်တချို့အကြောင်းလည်းဖြတ်ချင်ကြရတယ်များတယ်ပေါ့နော်အဲ့ဒါဆိုတော့အခုလိုပိတ်ထားပေးရတယ်ကောင်းပါတယ်လေဒါကတော့ခဏနာလေးရဲ့မ
မရှိကထောင်ရက်ွက်ဖြစ်ပါတယ်ဒီတက်တက်သွားလိုက်လို့ရှိရင်ကျိုးသားရောက်တယ်ပေါ့နော်ဒါပေမဲ့ကျိုးသားဘက်ကပိတ်ထားတယ်အခုဒီကျိုးသားဘက်ကနေအရင်ကဖွင့်လာသွားဆိုဟိုဘက်ကောဒီဘက်ကောပေါ့နော်ရှီတွေကလုံးဝအခုကတော့နန်ထားရဲ့အိမ်ကိုသွားတဲ့လမ်းကိုလည်းဖြစ်ပါမယ်ရှင်ဒီရတော့ပေါ့နော်အိမ်နာဆိုလည်းနည်းနည်းနီးတိုင်ပေါ့နော်ရောက်လာတာဆက်ပါတို့သားမီးဆိုင်နေနဲ့ပတ်ပါတယ်ကဒါပတ်ကတော့ဖြစ်ပါတယ်ရှင်ဒါလေးကတော့နလာရဲ့ဆိုင်ကိုပြန်တချို့တွေကလည်းမတိကျတဲ့လူတွေအတွက်မရှိခထောင်ကျောင်းပေါ့နော်စာတင်ကျောင်းတက်လာပါမယ်ရှင်တက်လာလိုက်ပါမယ်တက်တရုတ်ဘုံကျောင်းသွားရဲ့လမ်းလေးဖြစ်ပါတယ်နော်တက်သွားလိုက်လို့ရှိရင်အမဘာနာတို့ကနာအမတဆိုင်လေးရှိတယ်ပေါ့နော်အမရောက်ပါပြီရှင်ဒါလေးကတော့နထာရဲ့ဆိုင်လေးဖြစ်ပါတယ်ရှင်လာရောက်အားပေးလို့ရပါတယ်ဒီနေ့ကတော့မိုးရွာရေကြီးလို့အယုတ်ကက်လေးတော့မချိတ်ထားပါဘူးနောက်ရက်ဒီတော့ချိတ်ပါတယ်လာရောက်အားပေးလို့ရပါပြီရှင်ကျေးဇူးပါ